အားလုံးပဲမင်္ဂလာပါ share.com မှာ support စု channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်နည်းနည်းသိနေမကောင်းလို့အတန်လေးတော့နည်းနည်းလေးတီးခံပေးပါဆိုတော့ဒီနေ့ပြောပြမယ့် case ကတော်တော်လေးထူးဆန်းတယ်လို့ပြောရမယ်ဘာလို့ဆိုလူတစ်ယောက်က Facebook ပေါ်မှာ post တစ်ခုတင်လိုက်တယ်ဒါပေမဲ့ထူးခြားတာကအဲ့ဒီ post ကိုတင်လိုက်တဲ့အချိန်မှာအဲ့လူကလော်ခဲ့တဲ့6လနောက်ကလေးကနေပြီးတော့တည်ပြီးသားလူတစ်ယောက်ဖြစ်နေခဲ့တယ်နောက်ပြီးတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒီလူကိုတပ်ဖြတ်နေတဲ့ video file တွေ line ပေါ်ကိုပြန့်နှံ့လာခဲ့တယ်ဒါတော့လူတော်များများလည်းသိကြမယ်ထင်ပါတယ်အဲ့ဒီဗီဒီယိုပြန့်နှံ့လာတဲ့အချိန်တုန်းကဆိုတော်တော်လေးကိုမအုံချွတ်ချွတ်ဖြစ်လာခဲ့တယ်အဲ့ဒီအချိန်တွေကိုလည်းလူတွေတော်တော်များများသိကြလိမ့်မယ်ထင်တယ်တချို့ဆိုအဲ့ဒီဗီဒီယိုတွေကိုမကြည့်ရဲလို့မကြည့်ဘူးတချို့ဆိုရင်လည်းကြည့်ပြီးတော့ဒီထမင်းစားချိန်စိတ်တောင်မှပြစ်တယ်ပေါ့နော်ပြီးတော့ဒီအန်တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကဟိုတလောကမှနောင်ပဲကြီးသွားတဲ့အာသာပြည်ရင်းနဲ့ဒီခေါင်းပြတ်ခံရတဲ့ဗီယက်နမ်နိုင်ငံကအမှုပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီဗီဒီယိုမှာသိဆုံးသွားတဲ့သူကဘယ်သူလဲပြီးတော့တရခန်ကဘယ်သူလဲဘာကြောင့်ဒီလိုမျိုးဗီဒီယိုမျိုးကိုရိုက်တာလဲပြီးတော့ဘာယူရဲ့ချက်နဲ့ online ပေါ်တင်တာလဲနောက်တစ်ချက်ကတရခန်ကိုဘယ်လိုရှောက်ခွေတွေ့ရှိသွားတာလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ဗီဒီယိုတွေကို like share comment တွေလုပ်ပြီးတော့ support ပေးကြတဲ့လူတိုင်းကိုကျေးဇူးထူးပဲတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel ကိုအခုမှကြည့်ဘူးရဆိုရင်လည်းပဲ subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုဒီ case လေးကိုစလိုက်ကြရအောင်ပထမဦးဆုံးအနေနဲ့တည်ဆိုးသွားတဲ့သူနဲ့ရင်မိတ်ဆက်ပေးချင်ပါတယ်တည်ဆုံးသွားတဲ့သူရဲ့နာမည်ကသူကငူရင်ရှောက်တက်လို့ခေါ်ရပါတော့ဒါမှမဟုတ်သူ့နာမည်ဝင်လို့လည်းခေါ်ကြတယ်ဆိုတော့ကျွန်တော်ကတော့ဒီဗီဒီယိုမှာဝင်လို့ပဲသုံးလို့ပြီးတော့ခေါ်ပါမယ်သူကတော့အသက်36နှစ်ရှိပြီဒါပေမဲ့ကျွန်တော်တို့ဗီဒီယိုထဲမှာမြင်ရတဲ့လူကတော့နည်းနည်းလေးပုံငယ်တဲ့ပုံပေါက်တယ်ပေါ့နော်ထားပါတော့ဆိုတော့သူကဘယ်လိုလူမျိုးလဲဆိုတာကိုစပြီးတော့ပြောပါမယ်ဝင်မာကအဖေမရှိတော့ဘူးသူကသူ့ရဲ့အမေနဲ့ပဲနေတယ်သူ့အမေကလည်းပဲဒီစိတ်ကြရောဂါခံစားနေရတယ်ပေါ့နော်ဝင်ကသူ့ကိုယ်သူအတုံးမကျတဲ့သူပြီးတော့ရုပ်ဆိုးတဲ့သူနောက်တစ်ခုကသူဒီတဲ့အရွယ်လောက်ထိပေါ့နော်သူ့အမေစီမှာပဲမိခိုပြီးနေရတယ်ဆိုပြီးတော့သူ့ကိုယ်သူဒီစိတ်မလုံမချုံဖြစ်ပြီးတော့ပေါ့နော်စိတ်ဓာတ်ကျနေတဲ့သူမျိုးပေါ့ဆိုတော့ तू ကဒီလိုမျိုးစိတ်ဓာတ်ကျပြီးတော့သူ့အသက်26နှစ်လောက်ကတည်းကနေပြီးတော့ तू ကအေကနေထွက်လာခဲ့တာအခု तू ကတည်ဆုံးသွားတဲ့2025ခုနှစ်မှာဆိုလို့ရှိရင်သူ့အသက်က36နှစ်ရှိပြီသူကဒီအိမ်နဲ့အဆက်အသွယ်ပြတ်နေတာ10နှစ်ရှိပြီပေါ့နော်ဆိုတော့ तू ကအဲ့ဒီစိတ်ခံစားချက်တွေနဲ့အတူအေကနေပြီးတော့ထွက်လာခဲ့တယ်သူက2018လောက်ကနေစပြီးတော့2024ခုနှစ်အထိပေါ့နော်2025မှာသူတည်တယ်ဆိုလို့ရှိရင်2024ခုနှစ်လောက်အထိကသူကဒီ online ပေါ်မှာသူ့ကိုတတ်ပေးမဲ့လူကိုသူကရှာနေရပေါ့နော်သူတည်ခြင်းတဲ့ပုံစံကလည်းပဲကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းဒီ level ဖြတ်ပြီးတော့သူကဒီအသက်ခံချင်တာပေါ့နော်ဆိုတော့ तू ကသူ့ရဲ့ဒီ Facebook မှာသူ့ကိုဒီလိုမျိုး level ဖြတ်ပြီးတော့တက်ပေးဖို့သူ့ရဲ့ခေါင်းကိုလှူပါတယ်ပေါ့သူ့ကိုဒီတက်ပေးမဲ့သူကိုသူကရှာနေတယ်ဆိုပြီးတော့2018ကနေပြီးတော့2024ထိသူက post တင်ပြီးတော့ဒီရှာဖွေနေခဲ့တယ်ပေါ့နော်သူကဘာကြောင့်မို့လို့ဒီလိုမျိုးခေါင်းဖြတ်တက်တာကိုဒီခံစားချင်တာလဲဘာကြောင့်ကြိုက်တာလဲဆိုလို့ရှိရင်သူကဒီ applicants for deck လို့ခေါ်တဲ့ဒီကတော့ဝတ္ထုတပုတ်ပေါ့နော်အဲ့ဒီဝတ္ထုထဲမှာဘယ်လိုရေးထားလဲဆိုလို့ရှိရင်လူတွေကဒီခေါင်းဖြတ်တက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီခေါင်းနဲ့ဒီခန္ဓာကိုယ်နဲ့လောကပြတ်ထွက်သွားပြီဆိုလို့ရှိရင်တောင်မှစက္ကန့်ဘန်းလောက်ကအသက်ရှင်နေသေးရဆိုတဲ့ခံစားချက်ပေါ့ပြီးလို့ရှိရင်ဒီပြက်နေတဲ့ခေါင်းကသူ့ရဲ့ဒီခေါင်းမပါတော့တဲ့ dead body ကိုပြန်ကြည့်နေရတဲ့ဒီစက္ကန့်ပိုင်းလေးအသက်ရှင်နေတဲ့အတွင်းမှာပြန်ကြည့်ရတဲ့ feeling ကိုထည့်ရေးထားတာမျိုးရှိတယ်ဆိုတော့ तू ကအဲ့ဒီဟာကိုဖတ်ပြီးတော့ तू ကဒီလိုမျိုးဒီဝတ္ထုထဲမှာပါတဲ့အတိုင်းပေါ့နော်ဒီစက္ကန့်ဘန်းလောက်အသက်ရှင်ပြီးတော့ तू ကသူ့ရဲ့ခန္ဓာကိုယ် तू ကပြန်ကြည့်ချင်တဲ့ပုံစံမျိုးလေးဒီလိုမျိုး तू ကခံစားချင်တဲ့ဟိုပေါ့ဆိုင်ကိုပေါ့နော်ဆိုတော့ तू ကဒီစိတ်ကိုဆွဲလန်းပြီးတော့ तू ကဒီလိုမျိုးအသက်ခံဖို့အတွက်ကို तू ကအရန်ဒီဟိုဖြစ်နေတာပေါ့နော်အဲ့ဒီအချိန်မှာဒီတရခန်ဒိုဆန်းနဲ့သွားတွေ့တယ်ပေါ့နော်ဒိုဆန်းကကျတော့အသက်က58နှစ်သူကကျတော့ဒီဈေးကွက်စီမံခက်ခဲရေးဌာနကသူကအရာရှိတစ်ယောက်ဖြစ်တယ်သူကဒုတိယအရာရှိလို့လည်းပြောကြတယ်ပေါ့နော်ဆိုတော့ तू ကအဲ့ဒီအရာရှိနဲ့သွားတွေ့ပြီးတော့သူတို့နှစ်ယောက်ကဒီလိုမျိုးချဲ့ကြရပေါ့အဲ့ဒီတရခန်ဒိုဆန်းကလည်းဘယ်လိုလိုမျိုးလဲဆိုလို့ရှိရင် तू ကဒီ ice love လို့ခေါ်တဲ့ဒီနာမည်ပေးထားတဲ့ Telegram channel မှာဒီ Telegram channel ကတော့ तू ပိုင်တာပေါ့အဲ့ဒီ channel မှာ तू ကဘာလဲဆိုတော့ဒီလူတန်းတဲ့ဗီဒီယိုတွေဒီမကောင်းတဲ့ဟာတွေအားလုံး तू ကအဲ့မှာပေါ့နော်တင်ပြီးတော့ तू ကအဲ့ဒီကနေပြီးတော့ဒီပတ်စံတွေရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဗီဒီယိုတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီဒေါ်လာ100ကနေပြီးတော့600ပေါ့နော်အခုဒီကောင်လေးအမှုမှာဆိုလို့ရှိရင်လည်းပဲပထမဒီကောင်လေးရဲ့ဒီဖြစ်စဉ်ဒီတက်နေတဲ့ဟာဖြစ်စဉ်အစအဆုံးဒီဓာတ်ပုံရောဗီဒီယိုရောအကုန်လုံးကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒေါ်လာ600ပေးရမယ်ဒါမှမဟုတ်ဒီတချို့တစ်ဝက်လောက်ပဲကြည့်ချင်တယ်ဆိုလို့ရှိရင်ဒေါ်လာ100ပေးရမယ်ဆိုပြီးတော့ तू ကတင်ထားတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့ဒီလူတက်နေတဲ့ဗီဒီယိုဖိုင်တွေကလည်းပဲအဲ့ဒီကနေမှ30ပေါက်ကြားလာတာဖြစ်ပါတယ်
ဆိုတော့ကျွန်တော်ခုနအကြောင်းလေးပြန်ဆက်ရမယ်ဆိုလို့ရှိရင်ဒီအသက်ခံခြင်းတဲ့သူနဲ့အသက်မဲ့သူနဲ့ကထိတ်တိုက်သွားတွေ့တဲ့အခါမှာသူတို့နှစ်ယောက်ကစကားတွေပြောဖြစ်ကြတယ်ပြောဖြစ်ပြီးတော့ဟိုကလည်းပဲမစ်သေးစီခြင်းတဲ့ပုံစံမျိုးကိုငါလုပ်ပေးမယ်ပေါ့နော်ဆိုတော့ဟိုကလည်းပဲသဘောတူလက်ခံပြီးတော့နှစ်ယောက်သားကဒီစကားတွေပြန်လည်ပြောကြဆိုကြရင်းနဲ့တနေ့မှာပေါ့နော်ဒီ2025ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာဒီရရှိဟောင်းနေတဲ့ဒီရုပ်ခန်းကိုချိတ်ဆိုလိုက်တယ်ပေါ့နော်အဲ့ဒီ2025ခုနှစ်ဇန်နဝါရီလ25ရက်နေ့ကိုရွေးရတဲ့အကြောင်းရင်းကဒေါ်ဆန်းကဒီအစိုးရဝန်ထမ်းဖြစ်တယ်။ဒါကြောင့်မို့လို့ဒီနှစ်သက်ကူတရုတ်နှစ်သက်ကူရုံးပိတ်ခြင်းပေါ့နော်။ရုံးပိတ်ခြင်းဒီ10ရက်ပိတ်တဲ့အခါမှာ तू ကသူ့ရဲ့ရုံးမှာဒီကိစ္စကိုဒီလှုပ်ဆောင်ဖို့အတွက် तू ကဒီနေ့ကိုရွေးချယ်ထားတာဖြစ်တယ်။ဒီလိုနဲ့ပဲဒီတည်ဆိုးသွားတဲ့ဒီဝင်ကဒီသူ့ကိုဒီဒေါ်ဆန်ပေးထားတဲ့လိပ်စာအတိုင်း तू ကရုံးကိုရောက်လာခဲ့တယ်။နောက်ပြီးတော့ဝင်ကသူ့ရဲ့ဒီ Facebook မှာ post တစ်ခုတင်ခဲ့သေးတယ်။အဲ့ဒါကဒီလုပ်ငန်းစတင်ဖို့3နာရီသာလိုပါတော့ဒီဆိုပြီးတော့ तू ကအဲ့လိုမျိုး post တင်ခဲ့သေးတယ်ဒီလိုနဲ့ပဲဒီအမှန်တကယ်တက်ဖြတ်တဲ့အချိန်ရောက်လာခဲ့တယ်ပေါ့နော်အဲ့အချိန်မှာဒီဒိုဆန်ကဒီအားကစားဝတ်စုံဒီတက်ငယ်ပိုင်းတွေဝတ်တဲ့အားကစားဝတ်စုံမျိုးဝတ်ဆင်ပြီးတော့မျက်နှာဖုံးကြီးတက်ထားတယ်ပြီးတော့ तू ကဒီဗီဒီယိုစပြီးတော့ပြောရရင်ဒီကင်မရာစင်တင်ချိန်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကင်မရာရှူတောက်တွေချိန်ပြီးတော့ဒီလို rehearsal လုပ်တဲ့ဗီဒီယိုမျိုးက define ပြီးတော့အမှန်တကယ်အဲ့ဒီလူကိုဒီ one ကိုခေါင်းဖြတ်တက်တဲ့ဗီဒီယိုက define ပြီးတော့နောက်ဆုံးတစ်ခုကတော့ဒီတေဆုံးသွားတဲ့ဒီကောင်လေး win ရဲ့အလောင်းကိုဖြောက်တာပေါ့နော်ဒီအသားတွေကိုဖြစ်တာပြီးတော့ဒီအယိုးတွေကိုကြိတ်တာနောက်ပြီးတော့ဒီအလောင်းကောင်နဲ့ကာမဆက်ဆံတာတွေပြီးတော့အသားတွေကိုဟင်းချက်ပြတာမျိုးတွေလောက်တာကတစ်ဖိုင်ဆိုစုစုပေါင်း3ဖိုင်ပေါ့နော်ဓာတ်ပုံတွေလည်းပါသေးတာပေါ့အဲ့လိုမျိုးတွေရိုက်ပြီးတော့မှသူကဒီသူ့ရဲ့ Telegram Channel မှာဒေါ်လာနဲ့ရောင်းတာဖြစ်ပါတယ်အမှန်ဆိုရင်အဲ့ဒီဗီဒီယိုတွေပြီးတော့ဒီလိုမျိုးမူခင်းဖြစ်ပွားတဲ့အချိန်ကဒီ2025ခုနှစ်ဇန်နဝါရီလ25ရက်နေ့ကလေးကဖြစ်ခဲ့တာဆိုပြီးမြဲအမှန်တကယ်ကျွန်တော်တို့စီကိုပြက်လာတဲ့အခါမှာ2025ကျွန်တော်ထင်တယ်ဂျွန်ဂျူလိုင်လမှာဖြစ်မယ်ထင်တယ်အဲ့ဒီကိစ္စကဒီ line ပေါ်မှာဟိုးနှစ်ကြော်ဖြစ်သွားခဲ့တာလေဆိုတော့ဒီဟာကဒီလူတက်မှုဖြစ်ပြီးတော့6လအကြာမှသာဒီဗီဒီယိုတွေစပြီးတော့ပြက်လာတာဖြစ်ပါတယ်ပြီးတော့အဲ့ဒီအချိန်မှာဒီ one ရဲ့ account မှာပေါ့နော် Facebook account မှာဒီအမှုခင်းဖြစ်ပြီး6လအကြာမှဒီဘာတင်ခဲ့လဲဆိုတော့သူ social media ပေါ်ကနေပြီးတော့ဒီအပြေးတိုင်သူနားတော့မယ်ဆိုပြီးတော့သူက post လေးတစ်ခုတင်ခဲ့တယ်ပေါ့နော်အမှန်တကယ်ကသူကိုယ်တိုင်တင်ခဲ့တာမဟုတ်ဘူးဒီဒေါန်ဆန်ကနေပြီးတော့တင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲဒီဗီဒီယိုကြီးစပြီးတော့ဒီ social media ပေါ်မှာပြန့်နှံ့လာကြတဲ့ကနေပြီးတော့ဒီပြည်သူတွေကြားမှာရောဒီရဲတွေရဲ့အလုပ်တွေရမ်းချုပ်ကြရပေါ့ဘာလို့လဲဆိုဒီဗီဒီယိုကတရုတ်လိုလိုဗီယက်နမ်လိုလိုစပြီးတော့ဒီဘယ်ကမှန်းအောင်မသိအစားလာရှာလို့မရတဲ့အခြေအနေမျိုးဖြစ်နေတဲ့အခါကျတော့ဒီတော်တော်လေးကိုရှာရပင်ပန်းတယ်အဲ့ဒီချိန်မှာဒီရဲတွေကလည်းသူ့နည်းသူ့ဟန်နဲ့ရှာကြတဲ့အချိန်မှာ OSINT လို့ခေါ်တဲ့ဒီ online ကနေပြီးတော့သူတို့ကဒီစုံစမ်းစစ်ဆေးတဲ့အဖွဲ့လိုပဲသိရတယ်ပေါ့နော်သူတို့ကလည်းပဲဒီဗီဒီယိုထဲမှာပါတဲ့ဒီပြောရရင်ဒီနောက်ခံတွေပေါ့နော်ပြီးတော့ဒီသုံးဆောင်တဲ့ဒီအသုံးဆောင်ပစ္စည်းတွေကိုကြည့်ပြီးတော့ဒီလူတွေဟာဘယ်နေရာမှာဘယ်နိုင်ငံကလူတွေဖြစ်တယ်ဘယ်နေရာမှာကျူးလွန်ခဲ့လဲဆိုတာကိုသူတို့ကလည်းရှာဖွေစုံစမ်းကြတယ်ပေါ့အဲ့ဒီချိန်မှာဒီဖွဲ့ကနေပြီးတော့ဘာကိုတွေ့လဲဆိုလို့ရှိရင်ဒီတရခန်ဒီရိုက်ထားတဲ့ဓာတ်ပုံပေါ့နော်ဒီဓာတ်ပုံထဲမှာဒီဗီဒီယိုတစ်ခုကိုသွားတွေ့တယ်ပေါ့ဒါဒီအစိုးရရုံးတစ်ခုခုနဲ့ပတ်သက်လိမ့်မယ်ပေါ့နော်ဒီမှာပဲဖြစ်လောက်တယ်ဆိုပြီးတော့သူတို့ကဒီအစိုးရရုံးနဲ့ပတ်သက်ပြီးတော့ရှာရောက်ဖွေကြရပေါ့အဲ့ချိန်မှာဒီဒေါန်ဆန်ကလည်းပဲဟိုဒုတိယအရာရှိဆိုတော့သူကသူ့ရဲ့ရုပ်ခန်းပုံတွေသူ့ရဲ့ဒီနေထိုင်ပုံဘာညာအဲ့ဒီခါတွေကိုသူက social media မှာ post တင်ထားခဲ့ဘူးတယ်အဲ့ဒီချိန်မှာဒီ online စုံစမ်းရေးအဖွဲ့ကဒီမြေလံပြီးတော့ရှာကြတယ်ပေါ့နော်ဒီဓာတ်ပုံတွေကိုရှာရတဲ့အခါမှာဒီဗီဒီယိုကသွားတူနေတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီဓာတ်ပုံအဟောင်းပေါ့နော်ဒီ social media မှာတင်ထားခဲ့တာကြာပြီဖြစ်တဲ့ဓာတ်ပုံအဟောင်းရဲ့ပြီးတော့ဒီအခုမှပေါ်လာတဲ့လူသက်မှုထဲမှာပါနေတဲ့ဗီဒီယိုရဲ့ကိုသူတို့ကဒီရှင်ကြည့်တဲ့အခါမှာဗီဒီယိုတစ်ခုကတော့အတူတူပဲဖြစ်နေတော့သိချတယ်ဒါဟာဒေါန်ဆန်ပဲဖြစ်ရမယ်ဆိုပြီးတော့သူတို့ကနေပြီးတော့ကောက်ချက်ချခဲ့တယ်အဲ့ဒီဗီဒီယိုကိစ္စမတိုင်ခင်မှာသူတို့ကတရားခံဟာဗီယက်နမ်နိုင်ငံကဖြစ်ရမယ်ဆိုတာကိုဘယ်လိုလုပ်ပြီးသိရလဲဆိုလို့ရှိရင်ဒီသူ့ရဲ့ဗီဒီယိုရဲ့အနောက်မှာပါတဲ့ဒီလာဘီရေတန့်ဘူးပေါ့နော်ပြီးတော့ဒီတရုတ်စံတန်းပါတဲ့ဆက်ပြာပေါ့ဆိုတော့အဲ့ဒီဟာတွေကဒီတရုတ်ကနေဝင်လာတဲ့ပစ္စည်းတွေဆိုတော့သူတို့ကဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒီတရုတ်နယ်စပ်ပေါ့ဆိုတော့အဲ့ဒီနေရာမှာပဲဖြစ်လောက်တယ်ဆိုပြီးတော့အဲ့ဒီနေရာကနေပြီးတော့သူတို့ကခုနကပြောတဲ့ဒီအစိုးရရုပ်တွေနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေရှာကြတယ်ပေါ့နော်အဲ့မှာဗီဒီယိုကိုစပြီးတော့တွေ့တာအဲ့ဒီကနေမှတစ်စိရဲတွေကတွားရောက်ပြီးတော့ရှာဖွေဖမ်းဆီးကြတယ်ဒီအချိန်မှာဒီတရခန်ဒေါ်ဆန်စ်ကိုမဟုတ်ဘဲနဲ့သူ့ရဲ့သားဖြစ်တဲ့ဒီ Ton Chun ဆိုတဲ့လူကိုတွားပြီးတော့ဒီဖမ်းဆီးမိတယ်ပေါ့နော်
ဘာဖြစ်လို့လဲဆိုတော့ဒီဒေါ်ဆန်းဝတ်ထားတဲ့ဒီအာကစားဝတ်စုံပေါ့နော်လူသက်တော်ဝတ်ထားတဲ့အာကစားဝတ်စုံကသူ့သားရဲ့ဝတ်စုံဖြစ်နေခဲ့ဆိုတော့သူ့သားတေခန်ဟာသူ့သားဆိုပြီးတော့ဒီရဲတွေကနေပြီးတော့သူ့ရဲ့သားကိုဖမ်းဆီးတယ်ပေါ့နော်နောက်ပြီးတော့မှသူ့ရဲ့သားကလည်းသူမဟုတ်ပါဘူးဒီဗီဒီယိုထဲကလူဟာသူမဟုတ်ပါဘူးဆိုပြီးတော့သူကညင်းတယ်ရဲတွေအနေနဲ့ကလည်းပဲဒီဗီဒီယိုထဲကလူရဲ့ခန္ဓာကိုယ်နဲ့သူ့သားရဲ့ခန္ဓာကိုယ်ရှင်ကြည့်တဲ့အခါမှာလည်းလုံးဝဒီကွဲလွဲနေခဲ့တယ်ပေါ့နော်ဒီလိုနဲ့ပဲသူ့ရဲ့ဗီဒီယိုထဲမှာဒီလူတက်နေတဲ့လူရဲ့လက်မောင်းမှာ139ဆိုတဲ့ဒီတက်2ပေါ့နော်အဲ့ဒါကဒီ23ရက်နေ့စက်တင်ဘာလဆိုပြီးတော့ဒီသူ့သားရဲ့မွေးနေ့ပေါ့နော်ခုနကပြောတဲ့ Ton Chan ဆိုတဲ့ကောင်ရဲ့မွေးနေ့ကိုသူကဒီလက်မောင်းမှာ73ဆိုပြီးတော့ဒီတက်2ထိုးထားခဲ့တာပေါ့နော်အဲ့တော့မှသူ့ရဲ့သားကလည်းဒါဟာသူမဟုတ်ဘူးဒါသူ့အဖေပါဆိုပြီးတော့မှပြောခဲ့တာအဲ့လိုနေပဲရဲတွေကဒေါ်ဆန်ကိုတွားရောက်ဖမ်းဆီးခဲ့တယ်ဒေါ်ဆန်ကလည်းနောက်ဆုံးမှာသူ့ရဲ့အမှုကိုဝန်ခံခဲ့တယ်ဒါပေမဲ့သူကတော့ဒီတရက်ခန့်ဟာသူ့ကိုလိုလိုလားလားနဲ့တတ်ပေးဖို့တောင်းဆိုလို့သူကလုတ်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းပဲလူတက်မှုဟာလူတက်မှုပါပဲနောက်ပြီးတော့ရဲတွေကလည်းပဲသူ့ရဲ့ဒီလူတက်ထားတဲ့နေရာကိုဝေပြီးတော့ရှောက်ဖိကြရပေါ့နော်အဲ့ချိန်မှာဒီဘေးစင်အောက်ကရေမြောင်းထဲမှာဒီတေဆိုးသူဝမ်ရဲ့သွား၃ချောင်းပဲတွေးရတော့တယ်နောက်ပြီးတော့အယိုးအကျွင်းချံအနှဲငယ်ကိုပဲတွေးရှိရတော့တယ်ပြီးတော့တရခန်ရဲ့ထွက်ဆိုခြင်းရာသူကဒီဝမ်ရဲ့အလောင်းကိုဒီအသားတွေနဲ့ပြီးလို့ရှိရင် तू ကပြုတ်ပြီးတော့လမ်းမေးခွေးတွေကို तू ကကျွေးခဲ့တာနောက်ပြီးလို့ရှိရင်တချို့ဟာတွေကြတော့လေ तू ကဒီဆန်ပြုတ်လုပ်တယ်ပေါ့နော်အာဘော်လို့ဆန်ပြုတ်လုပ်နာမည်ပေးပြီးတော့ तू ကအဲ့ဒီဆန်ပြုတ်လုပ်ပြီးတော့မှသူ့ရဲ့ Telegram channel မှာဓာတ်ပုံရိုက်ပြီးတော့မှတင်ခဲ့သေးတယ်လို့ပြောတယ်တရားခံဒေါ်ဆန်ကို2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာတရားဝင်ဖမ်းဆီးပြီးတော့သူ့ရဲ့မှုကိုတော့ခုချိန်မှာစစ်ဆေးနေတော့ပဲဖြစ်ပါတယ်။သူကလောလောဆယ်အချုပ်ထဲမှာသူ့ရဲ့ပြည်နယ်ကြခံဖို့အတွက်ကိုစောင့်ဆိုင်နေရဆဲဖြစ်ပါတယ်။အဲ့ဒီကျွမ်းကျင်တဲ့ဒီဥပဒေပညာရှင်တွေရဲ့တုံ့တက်ချက်တွေအရတော့သူကတေတံကြဖို့69%သေချာတယ်လို့လည်းပဲသတ်မှတ်ထားကြတယ်။ဒီမှုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ထပ်ဒီစိတ်ဝင်စားစရာကောင်းတဲ့မူခင်းအကြောင်းလေးတွေနဲ့တူပြန်လာခဲ့ပါဦးမယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နေလို့တောက်ပြီးဖို့တောက်ဆိုချင်ပါတယ်။ဒါဆိုနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်။ Bye bye